crab မတူဆွေးကြမှာပေါ့နော်ဒီနေ့ဒီစာအုပ်ရဲ့တော့စာအုပ်ရဲ့တော့ကတော့ 5.5 ရှိမယ်တော့11 point စစ်ပေါ့နော်စစ်ပဲထားလိုက်ကြဆိုတော့ 5.5 the chance လောက်လိုက်မယ်ငါးပုံဆွဲမယ်ဒီနေ့ကအိမ်မှာကိုယ့်ရဲ့တတမီမီလေးရှိတယ်ဆိုရင်မိမိတို့ကကိုယ့်ရဲ့ကလေးကိုအချိန်ပေးပြီးတော့ဒီလိုပုံလေးတွေအတူတူလှုပ်ချင်အဖြစ်ပျော်ရွှင်တဲ့အချိန်လေးတွေဖန်တီးလို့ရပါတယ်လို့လိုအပ်တဲ့ပစ္စည်းတွေက7 channel မယ်ဒါကတော့ oval shape ပေါ့crayon လို့မယ်ဒီလို crayon တောင်းလေးတွေကိုဝေးရေးစရာဆိုင်မှာဝေးပြီးတော့ပေါ့နော်လုံးရပါတယ်ဒီလိုစဝိုင်းချမ်းတွေရောလိုမယ်စဝိုင်းချမ်းနဲ့ဒီလိုစဝိုင်းလေးတွေပေါ့နော်ဒီလိုလေးတွေလိုအပ်တယ်လို့ပေါ့အခုဒီမှာကစဝိုင်းချမ်းမျက်လုံးလိုမယ်မျက်လုံးအတွက်ဒါတလုံးအရောင်ကတော့အဓိကမဟုတ်ဘူးနော်လုံးဝမျက်လုံးနဲ့တူပြမယ်ဆိုတာမျိုးတော့မဟုတ်ဘူးအခုကြိုက်တဲ့အရောင်လေးအခုရဲ့ကလေးကြိုက်တဲ့အရောင်တူချဲပါစေပြီးချဲလိုက်ပါနော်ချဲကိုကလေးကြိုက်တဲ့အရောင်လေးချဲပြီးတော့ဆိုလို့ရလုပ်ပြီးလို့ရပါနော်ဒီလိုအမဲတလုံးရွေးထားတဲ့ဒါမျက်စံလို့ပို့စချင်းဒီ oval shape ပေါ့နော် oval shape ကို glue နဲ့ကမယ် glue လေးရောဝယ်လိုအပ်တဲ့ glue လေးရောဝယ်ထားပါလိုအပ်တဲ့ပစ္စည်းတွေကတော့စဝိုင်းချမ်းလိုမယ်ပေါ့နော်စဝိုင်းလိုမယ် glue လိုမယ်ဒီ A4 နည်းနည်းမာနေဟာကတ်ထူနည်းနည်းထူတဲ့အထူမျိုးဆိုတော့ညရတာနဲ့အဆင်ပြေလို့ဆွဲရတာနဲ့အဆင်ပြေတယ်ဒီဟာမှဒီလိုမျိုး A4 စာရွက်ရိုးစာရွက်ပေါ်မှာလည်းကတ်လို့ရတယ်ဒီလိုလေးကတ်လိုက်မယ် Okay ပြီးရင်9ရက် fin tra ကတောင်ပန်လို့ခေါ်ရလားအဲ့ဒါလေကိုနှစ်တက်တဲ့အရာမနော်ဒီစဝိုင်းကဒီလိုလေးခုံလေးဖြစ်တာဆိုတော့ဒီလို triangle လေးတွေရောဆွဲပြီးတော့မှဝတ်ချက်တဲ့အရာကိုချဲလို့ရတယ်အတွက်ဒီ oval shape ကနည်းနည်းကွေးတဲ့အတွက်သူ့နည်းနည်းကွေးတဲ့ပုံစံမျိုးပေါ့နော်ညက်ပေးမယ်ဒီလိုလေးအရင်ကြီးဟောဖြစ်စံလို့ပေါ့နော် exactly သူစရာမလိုဘူးဒီလိုခုံလေးညက်လိုက်လို့ရှိရင် okay အဲ့ဒါကိုမှဒီဟာကိုကောက်တော့ပြောတယ်ကောက်တော့မယ်ကိုဒီဘက်ချမ်းတော့လိုက်ပြီးတော့မှဒီလိုလေးတော့ကလိုက်မယ်ရပါပြီပြီးဒီ9ရက်ပါနော်ဒီအောက်ဘက်မှာရောနည်းနည်းလေးပါတယ်အဲ့ဒါခုနကကျင်းတဲ့အပိုင်းလေးပေါ့နော်အဲ့ဒါအခုနဒီလိုခုံလေးဖြစ်နေတာကိုဒီလိုခွက်ပုံစံလေးပြင်ရလိုက်မယ်ဒီလိုလေးတော့အောက်ဘက်ကနည်းနည်းတည်တယ်ဆိုတော့အခုနကျင်းတဲ့ဟာကိုဒီလိုလေးညှလိုက် okay အဲ့လိုညှပ်ပြီးတော့ဒီအောက်ဘက်ချမ်းမှာကလည်းမတည်တော့တထောင်တစ်ဖြောင်းတယ်ဖြောင်းနေတော့ပိုချီတော့ကောင်းတော့ကိုယ့်ရဲ့တတမီမီတွေကိုသူတို့ငယ်တုန်းပဲအချိန်ပေးလို့ရပါတော့သူတို့ကြည့်လိုက်ရင်ကိုဒီမှာနည်းနည်းလေးလိုနေနည်းနည်းလေးချီတယ်တန်းနည်းနည်းဖြည့်ပေးနေ okay
Okay ပြန်လို့ရှိရင်မျက်လုံးကတော့ကိုကြိုက်တဲ့အရာတော့မဒါကတော့ opposite တော့ဖြစ်နေဘူးလားဟောဒါနီအောင်ဒါလည်းလိမ်မော်နီအောင်ဖြစ်နေတာဆိုတော့ဒီအရာမတော့ဒီအရာမတော့ဘူးနော်ဒီအရာလေးသူနဲ့ဆင်ကျင်တဲ့အရာပို့ပြီးတော့ပေါ်လွင်နေရပါနော်အရာလေးတုံးပေးလိုက်ပါမယ်မျက်လုံးလေးဒီနားလေးတော့ကပ်ပြလိုက်မယ်ဒါကိုချင်းပြီးတော့ကိုရဲ့ကလေးနဲ့ဒီလိုလေးတွေအတူတူ create လုပ်ချင်ဖြင့်ပို့ပြီးတော့ကိုရဲ့ကလေးနဲ့ရင်းနှီးမှု fun time ပို့ရတာပေါ့မျက်လုံးလေးဆိုဒီမနေ့လေးစောင်းနဲ့အနေထားနဲ့ကပ်ပြလိုက်ပါမယ် okay တွေ့ရဲ့အမီနဲ့အဲ့ဆိုတော့ triangle ကခုနတစ်ခုတုံးလိုက်ပြီဒီမှာတစ်ခုပြန်တုံးမယ်လိမ်မော်ရောင်လေးမစိုးလိမ်မော်ရောင်ဒီအရင်မထင်နေဘူးအရင်လိုတုံးလိုက်မယ်သူကဒီဟာနဲ့အရောင်လုံးဝတူဆရာမလို့ကိုကြိတ်တဲ့အရောင်ကိုကလေးကိုပေးချေပေါ့သူကြိတ်တဲ့အရောင်ယူစေတမတ်တဲ့ရှိဆရာမလို့ဘာကိုကြိတ်တဲ့အရောင်လေးကလို့ရပါတယ်ပြီးဒီငါဘာဘလီတွေမုတ်ထုတ်လိုက်တာပေါ့ဆိုရင်ပန်းရောင်တစ်လုံးနောက်ထပ်တစ်လုံးကတီးတဲ့စိုက်ဖြစ်ရမယ်ဆိုတော့နည်းနည်းချီသွားတဲ့အတွက်သူနည်းနည်းလေးတီးလိုက်မယ် okay တော့是我看不见မင်းပြင်းလိုက်လို့လေရတယ်လို့လေအရင်တီတက်ဖြစ်နေရှင်တော့တီလေးညက်ပြီးတော့အရောင်ချေပါတော့ဒီမှာအခုတခါလေးလုပ်ပြတာဆိုလို့ရှိတဲ့ဝိုင်းလေးကိုပဲညှက်လိုက်မယ် okay ဒါလေးကိုဒီနားမှာ okay ပြောဒီမှာတွေ့ရစကနေမှုထုတ်လိုက်တယ်ပြီးကြောင်နာမှာကြောက်ဆောင်လေးတွေပေါ့နော်ကြောက်ဆောင်လေးတွေကတဝက်ပဲတုံးဆိုစီမီစိုက်ကပုံစံဆိုရလေတည်းအနေညချနိုင်မယ်ဆိုတော့ပူလာအောင်လို့ကာလာမတူတဲ့ဟာတွေရွေးသုံးမယ်ပေါ့နော်ဒီမှာတခုကာလာဘာလေးသုံးရအောင် gray သုံးလိုက်မယ်သူကကျောက်သုံးနေတူတာဆိုတော့ okay so okay နောက်တရားမှာဘယ်ရောင်လေးတုံးကောင်းလဲဆိုတော့brown နဲ့တုံးလိုက် brown okay ကဲပြီးပါပြီရှင်ဒါတော့ဒီ shape တွေနဲ့မလား triangle rectangle ဒီနေ့တော့ square မပါဘူး red triangle ပါတယ် oval shape ပါတယ်စဝိုင်းပါတယ်ဒီလိုလေးနဲ့ဒီလို creation လေးတွေလုပ်လို့ရတယ်ကိုရဲ့ကလေးကိုအချိန်ပေးပြီးတော့ကိုရဲ့ကလေးနဲ့အတူတူ try ကြည့်လို့ရပါတယ်လို့ကျေးဇူးတင်ပါတယ် see you